ဒီလူကစားတော့စားရင်ဘလို့မှပတ်စံမပေးပါဘူးတခြားလူတို့ထွက်သွားတာကိုဆောင်ပြီးသူတို့ခွက်နဲ့သူ့ခွက်ကိုချက်ချင်းလဲလိုက်ကအလကားကော်ဖီတစ်ခွက်ရအောင်ယူပါတယ်ပြီးတော့စပွဲမို့တတိမထားမိခင်သူများရဲ့ပေါမောတလုံးကိုလည်းယူလိုက်ပါသေးတယ်ဒီလိုနဲ့မနက်စာကိုပတ်စံတပြားမှမကုန်ပဲစားတော့လိုက်ပါတယ်ရှေ့မှာသတင်းစာရောင်းဆိုင်ဒီဇိုင်းတွေ့တော့သူကကိုကင်ပြီးအနားသွားကအပေါ်ကသတင်းစာတစ်စောင်ကိုလက်ကနဲ့ယူသွားလိုက်ပြန်ပါတယ်တနေ့တော့သူကစူပါမားကတ်ကိုအလကားဈေးဝယ်ထွက်ခိုးဖို့ရောက်လာပါတယ်ပထမဆုံးစင်မော်ကသွားကြိုက်တဲ့အချို့ကိုယူပြီးကောင်မလေးတယောက်ရဲ့အိတ်ထဲအမြန်ထည့်လိုက်ပါတယ်ကလေးအမေတတိမထားမိခင်မှာကလေးတွန်းလဲတဲ့ကိုအယုတ်တယုတ်ထိုးထည့်လိုက်ပြန်ပါတယ်နောက်ပြီးကလေးဖက်နဲ့တရံကိုယူပြီးစပင်ရွှေရောင်ဦးလီကြီးရဲ့အိတ်ကထဲတိတ်တဆိတ်ထည့်လိုက်ပါတယ်အယောင်ဝန်လန်ကိုတောင်မရှောင်ပဲခေါင်းပေါ်မှာအစိမ်းရောင်ဆန်ကတ်ကလစ်တစ်ခုတပ်ပေးလိုက်ပါသေးတယ်အဲ့ဒါတွေအားလုံးပြီးသွားတဲ့အခါသူ့အင်ကြီးတွေမှာပစ္စည်းတွေအပြည့်အသိထည့်လိုက်ပြီးနောက်ဆုံးမှာပြား20တန်း PK တဘူးကိုယူကပတ်စံရှင်းဖို့ပြင်လိုက်ပါတယ်ကလေးအမေပတ်စံရှင်းပြီးထွက်မယ်လို့တော့ဘေးကအာယုံခံအချက်ပေးတဲ့အလန်ကရုတ်တရက်မီလာပါတယ်ငွေကိန်းဝန်ထမ်းကမစစ်ဆေးရသေးခင်မှာပဲဟိုဦးလေးကြီးဘတ်တာလည်းအချက်ပေးတဲ့မီလာပြန်ပါတယ်တစ်ချိန်တည်းမှာပဲအထက်ပေါ်အားလုံးကအချက်ပေးတဲ့တွေတီဆိုပြီးမီလာတော့တယ်အယောင်ဝန်ထမ်းကသွားချီမလို့လုံလုံးရှိသေးသူကိုယ်တိုင်လဲတားဆီးခံလိုက်ရပါတော့တယ်ဒါနဲ့သူတို့ကစူပါမားကတ်ရဲ့အချက်ပေးစနစ်ချိုးရင်းနေလေကိုချင်းပြီးဈေးဝယ်သူအားလုံးကိုလှုပ်ပေးပါတယ်ဒီလိုနဲ့ဒီလူဟာပြား20လေးပေးပြီးပစ္စည်းတွေအကုန်လုံးကိုအလကားရသွားပါတော့တယ်